သဗ္ဗကာယကိုအလုံးစုံသောကာယယူပြီးတော့တကိုယ်လုံးမှာလေပြန့်နှံ့တာကိုသိအောင်ရှုမှတ်တဲ့နည်းစနစ်တစ်ခုရှိတယ်နားလည်ပြီနော်အဲ့ဒီနည်းစနစ်ကိုယောဂီတို့သင်ပေးမယ်ယောဂီတို့တမာရီသိက္ခာမြင့်မားလာတဲ့အခါဒီလေရှုသွင်းလိုက်တဲ့အခါလေကငယ်ထိပ်ရောက်သွားတယ်ငယ်ထိပ်ကနေပြီးတော့ဒီဥကောင်းတစ်ခုလုံးလေပြန့်နှံ့သွားတယ်ဒီခန္ဓာကိုယ်အစိတ်ပိုင်းนี่ပြန့်နှံ့သွားပြီးတော့ဒီလေဟာခြေပြားတိုင်အောင်ရောက်သွားတယ်နားလည်ပြီနော်အဲ့တော့မိမိတို့ကဒီအာနာပါနပရိပါကနမိတ်ရရှိတယ်အာနာပါနပရိပါကနမိတ်ကခိုင်ငတ်နေတယ်ဆိုရင်လေရှုသွင်းလိုက်တာနဲ့အဲ့ဒီအလင်းတန်းဟာလေသွားတဲ့နောက်သို့လိုက်သွားပြီးတော့ခြေပြားတိုင်အောင်ရောက်သွားတယ်နားလည်ပြီနော်ယောဂီတို့ဒီလေရဲ့ထွက်လေဝင်လေရဲ့နောက်မှာဒီအလင်းတန်းတပြေးတဲ့တသားတဲ့ဖြစ်ပြီးတော့ပါသွားတယ်တခါထွက်လေပြန်ထုတ်လိုက်တဲ့အခါမှာလည်းအဲ့ဒီအလင်းတန်းကတကိုယ်လုံးထွင်းပေါက်ပြီးတော့ငယ်ထိတ်နှာခေါင်းကပြန်ထွက်သွားတယ်ကဲယောဂီတို့အဲ့ဒီရှုနည်းကိုရှုကြည့်ပါအားထုတ်ကြည့်ပါသဗ္ဗကာယပရိတံဝေရီနိစနစ်ယောဂီတို့ကျင့်တတ်အောင်သင်ပေးနေတာနော်ဟုတ်လားအဲ့တော့အဲ့ဒီကျင့်နည်းကဘယ်ချိန်မျိုးတွေမှာကျင့်ရတယ်လဲဆိုရင်ယောဂီတို့တမာတိသိက္ခာမြင့်လာတဲ့အခါကျင့်ရတယ်စောစောကဒီထွက်လေရဲ့အစထွက်လေရဲ့အလဲထွက်လေရဲ့အဆုံးဝင်လေရဲ့အစဝင်လေရဲ့အလဲဝင်လေရဲ့အဆုံးဒါတွေမှတ်ရင်းနဲ့အာနာပါနပရိပါကနမိတ်တွေဖြစ်ပေါ်လာတဲ့အခါမှာလေရှုသွင်းလိုက်တဲ့အခါငယ်ထိပ်ကနေခြေပြားလေပြန်ထုတ်လိုက်တဲ့အခါခြေပြားကနေငယ်ထိပ်အဲ့ဒီရှုမှတ်နည်းကိုယောဂီတို့ရှုကြည့်ရတယ်နော်ဟုတ်လားသဘောပေါက်လားမသိဘူးအဲ့တော့ရှုတော့ယောဂီတို့ဘာဖြစ်တယ်လဲဘလို့အကျိုးရတယ်လဲလို့မေးเสียဖြစ်လာတယ်နားလည်ပြီနော်အဲ့တော့ယောဂီတို့ကဒီလိုလေရှုသွင်းလိုက်တဲ့အခါတကိုယ်လုံးခန္ဓာကိုယ်ဟာလင်းထိန်သွားတယ်လေပြန်ထုတ်လိုက်တဲ့အခါလဲဒီခန္ဓာကိုယ်တစ်ခုလုံးဟာလင်းထိန်သွားတယ်လင်းထိန်သွားတော့ယောဂီတို့ခန္ဓာကိုယ်ကလည်းပေါ်ပါသွားတယ်စိတ်ကလည်းပေါ်ပါသွားတယ်နားလည်ပြီနော်ခန္ဓာကိုယ်ကလည်းတူတောင်းသွားတယ်နားလည်ပြီနော်ယောဂီတို့သေးငယ်သွားတယ်ခန္ဓာကိုယ်သေးသေးလေးဖြစ်သွားတယ်ရှုရင်းနဲ့ဒီအလင်းဓာတ်တွေကအားကောင်းလာတော့ဒီခန္ဓာကိုယ်အစိတ်ပိုင်းတွေဟာဝိပဿနာရှုတဲ့အပိုင်းရောက်ရင်ဒီဝေဒနာတွေယုတ်ကလတ်တွေရှုမှတ်တဲ့စိတ်တွေရှုမှတ်တဲ့ဓမ္မတွေအကုန်လုံးတွေ့ရတယ်နားလည်ပြီနော်ယောဂီတို့အင်မတန်သေးငယ်တဲ့ယုတ်ကလတ်လေးတွေကစပြီးတော့ဖြစ်တာချုပ်တာတွေ့လာရတယ်ရှုလို့မရတဲ့ယုတ်ကလအဲ့ဒီချိန်မှာမရှိတော့ဘူးဒီယုတ်ကလတွေချုပ်အောင်ရှုမှတ်လို့ရလာတယ်ချုပ်အောင်ရှုမှတ်လို့မရတဲ့ယုတ်ကလဆိုတာအဲ့ဒီချိန်မရှိတော့ဘူးနားလည်ပြီနော်ယောဂီတို့သဘောပေါက်လားမသိဘူးအဲ့တော့ဘာကြောင့်ရှုမှတ်နိုင်တယ်လဲလို့မေးကြရှိတယ်ယောဂီတို့ဒီတမာရီကအထုထိတ်ရောက်နေတယ်ကြည်လင်တော့မှတဲ့အလင်းတက်တွေကတကိုယ်လုံးပြန့်နှံ့ပြီးတော့လင်းထိန်နေတယ်ဒီယုတ်ကလလေးတွေတစ်ခုပြီးတစ်ခုဖြစ်တာချုပ်တာမြင်းနေတဲ့အခါရောက်တော့ယောဂီတို့ဒီယုတ်တွေကချုပ်သွားတယ်နားလည်ပြီနော်အဲ့ဒီလိုမရှုမှတ်နိုင်ဘူးဆိုရင်ဒီယုတ်ကလတွေယောဂီတို့ချုပ်ဖို့လွယ်ပါမလားမလွယ်ဘူးနော်တခါကြီးတခါကြီးသဘောပေါက်လားမသိဘူးဒါဝိပဿနာရှုတဲ့အခါမှာဒီငယ်တဲ့ကနေခြေပြားတဲ့အောင်ဒီအလင်းတန်းပြင်ထွန်းပေါက်ပြီးတော့ရှုလိုက်တဲ့အခါဒီယုတ်ကလသေးသေးဖွဲဖွဲလေးတွေတွေ့ရတယ်အဲ့ဒီသေးသေးဖွဲဖွဲလေးတွေဖြစ်တာချုပ်တာယုတ်ကလလေးတွေဖြစ်တာချုပ်တာမြင်လာတယ်တွေ့လာတော့အဲ့ဒါလေးတွေစိုက်ရှုရင်အဲ့ဒီယုတ်ကလတွေကချုပ်သွားတယ်
နားလည်ပြီနော်ယောဂီတို့နောက်ယောဂီတို့ဝေဒနာတွေပေါ့ဒုက္ခဝေဒနာဒုက္ခဝေဒနာအဒုက္ခမဒုက္ခဝေဒနာဝေဒနာရှုမှတ်တဲ့အပိုင်းရောက်ရင်ယောဂီတို့သင်ပေးမယ်အဲ့တော့ဒီဝေဒနာတွေကလည်းဒုက္ခဝေဒနာရှုရှုဒုက္ခဝေဒနာရှုရှုအဒုက္ခမဒုက္ခဝေဒနာရှုရှုဖြစ်တာချုပ်တာမြင်အောင်ရှုလို့ရလာတယ်ချုပ်ငြိမ်းအောင်ရှုလို့ရလာတယ်နားလည်ပြီနော်ရှုလို့မရတဲ့ဝေဒနာချုပ်ငြိမ်းအောင်ရှုမှတ်လို့မရတဲ့ဝေဒနာဆိုတာမရှိတော့ဘူးဘာကြောင့်မရှိလဲဆိုတော့ယောဂီတို့ဒီတမာတိသိက္ခာကအမြင့်ဆုံးရောက်နေတယ်အလင်းတက်တရားအားကောင်းနေတော့ဒီဝေဒနာလေးတွေတီးတီးဖွဲဖွဲတိမ်တိမ်မွေ့မွေ့နုနုညံ့ညံ့ဖြစ်တာချုပ်တာကစားတွေးလာတယ်နားလည်ပြီနော်တွေးလာတဲ့အခါယောဂီတို့အဲ့ဒါကိုတနေ့လုံးတညာလုံးစိုက်ရှုနေရင်ဒီဝေဒနာတွေကချုပ်သွားတယ်နားလည်ပြီနော်သဘောပေါက်လားမသိဘူးဝေဒနာនិရောဓတဏှာនិရောဓဝေဒနာချုပ်ရင်တဏှာချုပ်တယ်ဒါလို့မဟုတ်လားယောဂီတို့ရဲ့ဒါကအဲ့ဒီဝေဒနာကဒုက္ခဝေဒနာကိုရည်ရွယ်တယ်ဒုက္ခဝေဒနာကိုဆိုလိုတယ်နော်ဟုတ်လားဝေဒနာនិရောဓဒေါသသင်္ခါရនិရောဓဒီဒုက္ခဝေဒနာတွေချုပ်သွားရင်ဒေါသသင်္ခါရတွေချုပ်သွားတယ်နားလည်ပြီနော်ဝေဒနာនិရောဓမောဟသင်္ခါရនិရောဓအဒုက္ခမဒုက္ခဝေဒနာတွေချုပ်သွားရင်မောဟသင်္ခါရတွေမောဟတွေချုပ်သွားတယ်နားလည်ပြီနော်ယောဂီတို့သဘောပေါက်လားမသိဘူးအဲ့တော့ယောဂီတို့ကတစ်ချိန်လုံးမှတ်နိုင်ရမယ်တစ်ချိန်လုံးကျင့်နိုင်ရမယ်နော်ဟုတ်လားအဲ့လိုကျင့်မှတ်တဲ့အခါမှာဒီခန္ဓာကိုယ်ကအလင်းရောင်နေဆိုတာထွက်လာတယ်ကြည်လင်တောက်ပတဲ့အလင်းဓာတ်တွေဆိုတာဖြစ်လာတယ်အဲ့ဒီအလင်းဓာတ်တွေဖြင့်တကူလုံးဖြန့်ချက်ပြီးတော့ရှုတဲ့အခါဝေဒနာတွေယုတ်ကလတ်တွေရှုမှတ်တဲ့စိတ်တွေရှုမှတ်တဲ့ဓမ္မတွေဖြစ်တာချုပ်တာတွေ့လာတယ်ခြုံငင်းအောင်ရှုလို့ရလာတယ်သဘောပေါက်လားမသိဘူး